ဒီကောင်မလေးမှာလူတယောက်ဘယ်နေ့ပဲချိန်ပေးမယ်ဆိုတာကိုမြင်နိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိခဲ့တဲ့တနေ့မှာသူမကမိခင်နဲ့အတူတနေရာကိုတွားနေစဉ်အမျိုးသမီးတယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့နံပါတ်တစ်ခုကိုမြင်လိုက်တယ်အဲ့ဒီနံပါတ်ကထိုအမျိုးသမီးဟာတမိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတဲ့အတိတ်ပဲဖြစ်တဲ့ဒါကြောင့်ကောင်မလေးကအမျိုးသမီးကိုအန်တီမှာယောဂတစ်ခုခုရှိလားဟင်လို့မေးလိုက်တဲ့ဒီစကားကိုကြားတဲ့အခါသူမရဲ့မိခင်ကချက်ချင်းတားလိုက်ပြီးအမျိုးသမီးကိုတောင်းပန်ခဲ့တယ်ပြီးတော့သမီးကိုလည်းဒီလိုမေးခွန်းမျိုးမမေးဖို့ပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲပန်းအိုးကြီးတစ်လုံးကအပေါ်ကနေပြုတ်ကျပြီးအမျိုးသမီးရဲ့ခေါင်းကိုထိမှန်ကချက်ချင်းတည်ဆုံးသွားခဲ့တဲ့နောက်ပိုင်းမှာမိခင်နဲ့သမီးဟာလေရင်တစ်စင်းပေါ်တက်စီးခဲ့ကြတယ်အဲ့ဒီအချိန်မှာကောင်မလေးကခီးတယ်တွေနဲ့လေရင်ဝင်တဲ့အားလုံးရဲ့ခေါင်းပေါ်မှာတူညီတဲ့နံပါတ်ကိုမြင်လိုက်ရတဲ့ဒါကိုမြင်ပြီးသူမကလေရင်ပေါ်ရှလူအားလုံးတည်ဆုံးတော့မယ်ဆိုတာနားလည်သွားတဲ့ဒီအကြောင်းကိုသိသွားတဲ့မိခင်ကလူတိုင်းကိုလေရင်ပေါ်ကဆင်းဖို့ပြောခဲ့ပေမဲ့ဘယ်သူမှမယုံကြဘူးသူတို့အနှောက်အယှက်ဖြစ်စေတဲ့အတွက်လေရင်မူးကလေရင်ပေါ်ကနေဆင်းခိုင်းမှုစတင်လှုပ်ဆောင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲအနီးမှာထိုင်နေတဲ့ကုမ္ပဏီစီအိုတယောက်ကဒီဖြစ်ရပ်ကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မှုကိုပြောလိုက်တဲ့ဒါကြောင့်ခီးတယ်တွေကစီအိုကိုလောင်ပြောင်ရင်မောခဲ့ကြပေမဲ့စီအိုကတော့ပြီးမဆိုင်ပဲမိခင်နဲ့သမီးကိုခေါ်ပြီးလေရင်ပေါ်ကဆင်းသွားခဲ့တယ်လို့တော့မကြခင်မှာပဲလေရင်ဟာပြန်တက်သွားပြီးနောက်ချွေရင်းချက်တစ်ခုဖြစ်ပေါ်ကပြစ်ကျသွားခဲ့ပြီးလေရင်ပေါ်ရှိလူအားလုံးတည်ဆုံးသွားခဲ့ကြတဲ့ဒီသတင်းကိုသိလိုက်ရတဲ့ချိန်ကအလွန်အမင်းအောက်ထိတ်လန့်သွားပြီးဖြစ်ခဲ့ဒါကိုမယုံနိုင်တော့အောင်ဖြစ်သွားခဲ့တယ်